ယ်လမ်းကိုကိုကသွားချင်တာလဲဆိုတာကိုမသိသေးတဲ့အပိုင်းပေါ့နော်အဲ့ဒါကအသက်20ပြည့်လာတဲ့နောက်ပိုင်းသိလာရတာတခုကအသက်20ပြည့်လာကကန်နဲ့ခေါင်းလို့အသက်20ပြည့်လာတာကဖြည့်ဆည်းမှုလေးရများရတဲ့ကာလလို့ထင်တယ်ပေါ့နော်အဲ့ဒါကတော့အနာလက်တော်မှာခံစားနေရတဲ့အတွေ့အကြုံလက်တော်မှာခံစားနေရတဲ့ feeling ကိုအနာပြောပြတာဖြစ်ပါတယ်โอเคတက်20ကျော်လာတဲ့များကိုယ့်ရဲ့ life decision တွေချရတော့မယ်ကိုဘဝမှာဘာတွေဖြစ်ချင်တယ်ဘာတွေဖြစ်မြောက်ချင်တယ်ဘာတွေအောင်မြင်ချင်တယ်ဘာတွေတိုးတက်ချင်တယ်ဆိုတာကိုတည်တည်ကြကြဆုံးဖြတ်မဲ့အရွယ်ရောက်လာပြီဒါကြတော့ကိုကဘဝကထင်းနေကြတော့လို့မဟုတ်တော့ဘောနော်အရာရာကိုပြောင်းလဲခြင်းတက်ပြီးပြောင်းလဲရတော့မယ်ဆိုတဲ့အရွယ်တစ်ခုကိုရောက်လာတဲ့အချိန်မှာဘဝကထင်တာအတက်ကိုအများကြီးရှုပ်ထွေးလာတယ်ထင်တာအတက်ကိုအများကြီးစိတ်ပူပန်ရတယ်စိတ်တော့ခါဖြစ်စရာတွေဖြစ်လာတယ်ပေါ့နော်โอเคဒီနေ့မှာအနာအသက်20ကျော်ဖြစ်လာတဲ့အများခံစားမဲ့ feeling ခံစားမဲ့အခက်အခဲတွေကိုနားဒီဗီဒီယိုမှာသုံးချက်ကိုပြပြပါမယ်ပထမဆုံးတစ်ခုအနေနဲ့ကတော့ဘဝကိုဘယ်လမ်းကိုကိုကသွားချင်တာလဲဆိုတာကိုမသိသေးတဲ့အပိုင်းပေါ့နော်အဲ့ဒါကတန်း20ကျော်ဖြစ်လာတဲ့လူငယ်တော်တော်များခံစားရမယ့်အတွေ့အကြုံတစ်ခုလို့ပြောလို့ရတယ်ဘာဖြစ်လို့လဲဆိုတော့ကိုကဒီရာလုပ်ချင်တယ်ဒါပေမဲ့ကိုကဘယ်လိုစအမြန်မသိသေးတဲ့အချိန်မှာတော့မှတခြားသူတွေကအဲ့ဒီဟာကိုလှုပ်လို့အောင်မြင်မှုတွေတီးရပွင့်ဒီကိုခံစားနေရပြီပေါ့နော်အဲ့ဒီအချိန်မှာကိုယ့်ကိုတိမ်နေတာကိုယ့်ကိုစိတ်တက်ကြတာနဲ့ငါဘာလို့ဒီလိုမဖြစ်နိုင်လဲသူတို့ကြတော့ဖြစ်နိုင်ပြီငါဘာလို့ဒီလိုလုပ်လို့မရလဲငါဘာလို့အဆရှာမရတာလဲဆိုတဲ့အတွေ့မျိုးတွေဝင်လာတယ်ပေါ့နော်ကိုစီဘယ်လမ်းကြောင်းဘယ်ခဲ့ရီယာကိုရှာမယ်ဘယ်လမ်းကြောင်းကိုတွားရမလဲဆိုတာတွေကိုသိနေတဲ့အချိန်မှာဟိုဆန်တွားဝါလမ်းပြောင်းနေလို့ပဲပေါ့နော်ဟိုလုံးဝမလို့ဒီဟာပဲစတာကြတော့ဆန်းလုံးကြည့်ရမလို့နဲ့ပြောက်တယ်ပေါ့နော်အဲ့ဒါကလည်းအနာကိုလာလည်းခုလက်ရှိမှာဖြစ်နေတဲ့ခံစားချက် moment တစ်ခုပေါ့နော်ဘာလို့လဲဆိုတော့ကိုယ်နာတက်ရနေရှင်ရရင်အနာရဲ့တငယ်တွေမှာ10ယောက်မှဆိုရင်9ယောက်လောက်ကဂျပန်ကိုရောက်သွားတဲ့သူတွေပေါ့နော်အခုအနာမြန်မာနိုင်ငံမှာနေဒါကကြတော့အနာရဲ့အိမ်ရဲ့စီပွားရေးစီးဆိုင်ရောနာဦးစီးပေးတယ်ပြီးတော့ကြတော့အနာရဲ့ career တစ်ခုကိုနာရှာနေတယ်ဒါမဲ့ကိုကဘယ် career ကိုလာရမှမသိဘူးပေါ့နော်အဲ့တော့ YouTube နဲ့ပြန်ရှင်းကြည့်ရဲ့ချိန်ကလည်းသူများတွေကဂျပန်ကိုသွားပြီးကြောက်တက်တယ်ပြီးတော့တချို့ခါကြလဲတက်တူတက်နေကြတယ်ပေါ့နော်အဲ့ဒီအချိန်မှာငါမိဘဆိုင်ထိုင်သွားကြတော့တနေ့အိတ်လိုက်စားလိုက်နေပဲအချိန်ကုန်နေဒီအိတ်လိုက်စားလိုက်ယောဂသွားလိုက်မနဲ့မိုးလေးလာလိုက်အိတ်လိုက်စားလိုက်ပြန်အိတ်လိုက်အဲ့လိုပုံစံဖြစ်နေရပေါ့နော်အဲ့တော့ကိုကခေါ်ဖဲလောက်တာကြစိတ်တက်ကြသိနေရတဲ့အချိန်တွေရမ်းများတယ်ပေါ့နော်အခုနောက်ပိုင်းဆိုရင်သူများနဲ့ပူတာကြနိုင်ရှိမိရပေါ့နော်အဲ့တော့ဒီဟာကဒီတိုက်ရွယ်မှာခံစားရမယ့်ဟာတခုလို့ထင်တယ်ပေါ့နော်တော့ဟာကြတော့တော်တော်များလေးခံစားနေရတဲ့ဟာလို့လည်းထင်တယ်ပေါ့နော်။ဒါတခုအနေနဲ့ကတော့မိဘတွေရဲ့ပြရပြမှုနဲ့ကိုယ့်ရဲ့တာဝန်သိစိတ်ကိုဘွားကိုထိန်းချောင်းမဲ့ရွယ်ရောက်လာပြီပေါ့နော်။ဆယ်ကျော်သက်တုန်းကလိုမျိုးမိဘလောက်စားထိုင်စားလို့ရတယ်ငါဘာမှမကြိုးစားရလဲကိစ္စမရှိဘူးအမေရဲ့ဖိနေရှိရဲ့။အဲဒါကြတော့ငါဒီဟာကိုဆုံးရှုံးလိုက်လေငါဒီဟာကိုမားလိုက်လေငါဒီဟာကိုမဆလိုက်လေကိစ္စမရှိဘူးအမေနဲ့ဖိနေအနောက်မှာမြင်နေရှိရဲ့။ဒါပေမဲ့20ကျော်လာတဲ့မြန်ငါဒီဟာကိုမစလို့မရတော့ငါဒီဟာငါလုပ်ကိုလုံးမရမယ်ဆိုရဲ responsibility တကူကကိုယ့်ရဲ့ခေါင်းပေါ်ရောက်လာတယ်ပေါ့နော်။ဒါကကြတော့အမေနဲ့အဖေနဲ့အသက်ကြီးလာပြီဖြစ်တဲ့အတွက်ငါဒီဟာကိုငါလုံးမရမယ်ဆိုတဲ့မိတ်ဆက်မျိုးဝင်လာတဲ့အပေါ်မှာကိုလုံးရမယ်ဆိုတာနဲ့လက်ချင်တယ်ဆိုတဲ့ဟာနဲ့ဝေခွဲများဖြစ်တဲ့ပေါ့နော်။အဲ့ဒါကကိုယ့်တက်ရွယ်မှာခံစားရလောက်မဲ့ဟာတကူဒီမှာပါတယ်ပေါ့နော်အနာဆိုရင်အနာဘာနဲ့တွေ့ကြပြီပေါ့နော်အနာဆိုရင်အခုမိဘဆိုင်တိုင်နဲ့စီးဆိုင်ထိုင်မိတယ်စီးဆိုင်ကအနာရဲ့တောင်ဝန်ဖြစ်နေရပေါ့နော်လက်ကလုံးမှာဆိုင်ထိုင်မဲ့သူကအနာပဲရှိနေအနာနဲ့စီရမနဲ့ထိုင်နေပြီးတော့ဟာကြတော့ဖြစ်ချင်တဲ့အနာလုပ်ချင်တဲ့ဟာလည်းအနာကြိုးစားကြည့်ချင်တယ်ဒါပေမဲ့အချိန်ကြီးအဲ့လိုမဟုတ်ဘူးပေါ့နော်အနာတွားလို့လည်းမရအောင်လာလို့လည်းမရအောင်ဒီစားစီးစားကိုပဲဦးစီးနေရတာဖြစ်တဲ့အတွက်အဲ့လိုမျိုးဖြစ်ချင်တာနဲ့ဖြစ်နေရတာနဲ့မတူဘူးဖြစ်တဲ့ပေါ့နော်ဒါကြတော့နောက်ဆုံးတစ်ခုအနေနဲ့ပြောရမယ်ဆိုရင်ဒီပေါင်းသင်းဆက်ဆံရေးမှာကိုကဝေးခွာလာလို့ခံစားရနိုင်မယ်ပေါ့နော်အဲဆိုတော့20ကျော်လာတဲ့နောက်ပိုင်းကိုယ့်ရဲ့တာဝန်ယူရမယ့်ကိစ္စတွေကိုလုပ်ရမယ့်ကိစ္စတွေကိုယ့်ရဲ့ career နဲ့ပတ်သက်တာကြလေ့လာမယ့်ပညာတွေလေ့လာမယ့်ဟာတွေ
အဲ့ဒီအတွက်ကိုယ့်ရဲ့အချိန်ကြီးပေးလိုက်ရတာပေါ့နော်စိတ်ချတတ်တော်လိုမျိုးတကယ်ချင်းနဲ့တွားမယ်လာမယ်စားမယ်တောက်မယ်မဟုတ်တော့ဘဲနဲ့ဟိုလောက်ကိုလောက်ရမယ့်ဟာတွေအတွက်ကိုကိုယ့်ရဲ့အချိန်ကြီးပေးလိုက်ရတာဖြစ်တဲ့အတွက်ကိုယ့်တငယ်ချင်းတွေကိုယ့်ရဲ့အပေါင်းတွေကိုယ့်ရဲ့မိတ်ဆွေတွေကိုယ့်ရဲ့မိသားစုနဲ့အချိန်မပေးရဲ့ကဏ္ဍတွေများလာတယ်ပေါ့နော်အဲ့ဒီအတွက်တဖြည်းဖြည်းနဲ့သူတို့တွေနဲ့ဝေးကွာလာတယ်သူတို့တွေဖြိုပါနေတဲ့အချိန်မှာကိုကဒီဘက်မှာကြိုးစားနေရတယ်ဆိုတော့အချိန်ဒီတစ်ခုရောက်သွားတယ်ပေါ့နော်အဲ့ဒီအချိန်မှာငယ်မှုတွေရဲ့ထိချမှုတွေကဝင်ကိုဝင်နေပေါ့နော်ငယ်ပဲပြောနေချင်တယ်ဆိုတာနဲ့ငါလူငယ်မလို့ငါစူးစမ်းမယ်ဆိုတဲ့ဟာနဲ့အဲ့ဒီကြမှာရောက်သွားတဲ့ပုံမှာဒီ20ကျော်တွေအတွက်ကိုအခက်ခဲဆုံးလို့ပြောလို့ရတော့တဲ့အခြေအနေမျိုးတွေဖြစ်ပေါ်လာတယ်ပေါ့နော်အနာကိုအခုလက်ရှိမှာခံစားနေရတဲ့ဟာတွေလည်းဖြစ်တယ်လို့မျိုးဒီအခြေအနေကိုကြော်လွှားမလဲဒီလိုပုံစံမျိုးဘယ်လိုမျိုးကြော်လွှားမလဲဆိုတာမသိသေးဘူးပေါ့နော်ဒါပေမဲ့အနာလေးလာရတဲ့လောက်ကတော့အနာဗီဒီယိုမှာအနာဘယ်လိုမျိုးကြော်လွှားရမလဲဆိုတာကိုအနာပြပြပါမယ်ဒီဟာကတော့အသက်20ကျော်မှာလူတိုင်းဒီပါပေါ့နော်100မှာ99ယောက်လောက်ကတော့ခံစားရလောက်မဲ့ဟာတွေဖြစ်တယ်လို့ထင်တယ်ပေါ့နော်ဒါကြအနာကိုယ်တိုင်လည်းအခုလက်ရှိမှာခံစားရတာဖြစ်တဲ့အတွက် personal experience ကိုအခြေခံထားတာပေါ့နော်အခုကြည့်နေတဲ့သူတွေကရောကိုယ့်ရဲ့အသက်20ကျော်ရွယ်ကိုဘယ်လိုမျိုးဖြတ်သန်းခဲ့လဲဒီလိုအခြေအနေတွေဂျားတွေမှာဘယ်လိုမျိုးရုန်းကန်နေရလဲဘယ်လိုမျိုးခံစားနေရလဲဆိုတာကိုကမ္ဘာအောက်ထဲမှာရေးသားပြီးကြပါရှင်အနာကိုယ်တိုင်ကလည်းသိချင်တယ်လို့တခြားသူတွေလည်းသိချင်နိုင်မယ်လို့ပြောပေါ့နော်အဲဒါကြောင့်မို့လဲကမ္ဘာအောက်ထဲမှာရေးသားကြပါအောင်ရှင်ဒီဗီဒီယိုကိုဆုံးဖြတ်ကြည့်ပေးကြလို့ကျေးဇူးများတင်ပါတယ်နောက်ဗီဒီယိုမှာတွေ့ပါမယ် Thank you for watching